ဒါကြောင့်ငါအိမ်ကိုပြန်မယ်အိမ်ကိုပြန်ပြီးငါမှရှိတယ်အိမ်ရဲ့မြေရဲ့ရှာရဲ့ကုန်ချောင်းပြီးတော့အဲ့မြေကောက်ကိုဝယ်မယ်ဘာလို့ဝယ်လာလဲရွှေရှိလို့အဲ့ဒါသူ့မှာရှိတဲ့အိမ်ငယ်လေးတွေရှာတွေကိုရောင်းပြီးတော့သူကအဲ့မြေကောက်ကိုတွားပြီးဝယ်တယ်ပထမဆုံးကမြေကောက်ကိုဝယ်မဲ့ချိန်တချို့လူတွေကပြောမှာပေါ့မင်းကအိမ်ကိုလေးရောင်းလိုက်တယ်မင်းမရှိတဲ့အရာတွေကိုရှောင်းပြီးဘာလို့ဒီမြေကွက်ကိုဝယ်မှာလဲမင်းကယူနေတယ်လို့ထင်နိုင်တယ်ဟုတ်တယ်မလားဒါမှမဟုတ်ဒါပေမဲ့သူတယောက်ပဲသိရတယ်အဲ့ဒီလေကွက်မှာရွှေရရှိတာအဲ့တော့ तू ကအဲ့လေကွက်ကိုဝယ်စားလို့ကောင်းတော့ဟုတ်တယ်